မင်္ဂလာပါကျွန်တော်တို့ network တစ်ခုတည်ဆောက်ဖို့ပေါ့နော်အများကြီးသိစေရမှာဒီဗီဒီယိုမှာကျွန်တော်ဒီမှာမြင်နေရတဲ့အဆင့်3ဆင့်နေနဲ့လေဒါမိနစ်ပိုင်းတွင် network တစ်ခုအလွယ်တကူဘယ်လိုတည်ဆောက်လို့ရလဲဆိုတာကို sharing လုပ်ပြပေးမှာဖြစ်ပါတယ် step 1ပေါ့နော် device adoption ကျွန်တော်ပထမဆုံးအဆင့်အနေနဲ့ Omara app ကိုဖွင့်မယ်ပြီးတော့လို့ရှိရင်ကျွန်တော်တို့သုံးမဲ့ device ပေါ့နော် device ရဲ့ serial number ကို scan ဖတ်ပြီးတော့မှကျွန်တော်တို့ကဒီ device ကိုဒါ cloud ပေါ်ထည့်ပေးရမှာပေါ့နော် cloud ကိုတည်ပေးရမှာဆိုတော့လက်ရှိကျွန်တော်ကလုံးမဲ့ device ပေါ့နော်နံပါတ်ကနေပြီးတော့မှ scan ဖတ်လိုက်ရတယ်ပေါ့နော်တကယ်လို့ဒီ serial number မသုံးချင်ဘူးဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာပါတဲ့ serial number ကို scan ဖတ်ပြီးတော့မှလည်းဖတ်လို့ရတယ်ဒီမှာတော့ကျွန်တော် device ရဲ့အနောက်မှာပါတဲ့ serial number ကို scan ဖတ်ပြီးတော့မှ device ကို cloud နဲ့ချိန်ပါပေါ့နော်တော့ဒီဘက်မှာကျွန်တော်တို့နှိပ်လိုက်မယ်ပေါ့နော် button လေးရှိတယ်ဒီ button လေးကိုနှိပ်လိုက်မယ်ဒီမှာပေါ့နော် button လေးကိုနှိပ်လိုက်နှိပ်ပြီးတော့ရင်ကျွန်တော်တို့ device app မှာဆိုတော့ app device ကိုနှိပ်အဲ့ဒီမှာကျွန်တော်တို့ scan to app ကိုရွေးရမှာပေါ့နော်ရွေးပြီးတော့ရင်သူ့ရဲ့ serial number ကို scan ဖတ်ပြီးရပြီးတော့ရင် add this device ကိုနှိပ်လိုက်ဒါဆိုရင်ကျွန်တော်တို့ဒီ device က cloud ပေါ်ကိုရောက်သွားပြီပေါ့နော်နောက်တစ်ဆင့်ကတော့ step 2ပေါ့နော်ကျွန်တော်တို့သုံးမဲ့ device ကိုကျွန်တော်တို့သုံးမဲ့နေရာပေါ့နော်အဲ့ဒီနေရာမှာသွားပြီးတော့မှ installation လုပ်ပေးရမယ်ပြီးတော့ရင် power on ပေးရအောင်ဒီမှာတော့ကျွန်တော်တို့ဒီအဆင့်မှာ down နှိပ်လိုက်မယ်နှိပ်ပြီးတော့ရင် device ကိုကျွန်တော်တို့က power on ပေးရမယ်ဆိုတော့ device ကမီးပွင့်လာတာနဲ့ power ပွင့်လာတာနဲ့သူက cloud ပေါ်ကိုတန်းပြီးတော့မှ controller နဲ့ချိတ်သွားမှာပေါ့နော် auto adopt လုပ်သွားလိမ့်မယ်ဘာမှ configuration ထပ်ပြီးတော့မှလုပ်ပေးစရာမလိုတော့ကျွန်တော်တို့ရှေ့မှာ serial number နဲ့ scan ဖတ်ပြီးတော့မှအပ်ခဲ့တာပေါ့နော်အဲ့တော့အဲ့ဒါကိုကျွန်တော်တို့ကခုနက Omara app တွေဝင်ပြီးတော့မှပြင်ကြည့်လိုက်device ထဲဝင်လိုက်မယ်ဝင်ပြီးတော့ရင်ဒီနေရာမှာ pre-configure လို့သူကပေါ်နေတယ်ပေါ့နော်ဒါကိုခဏစောင့်ဖို့လိုတယ်10မိနစ်2မိနစ်လောက်စောင့်လိုက်မယ်ပေါ့နော်စောင့်ပြီးတော့လို့ရှိရင်သူကဒီနေရာမှာကျွန်တော်စပြီးသုံးလို့ရပြီဆိုလို့ရှိရင် connected လို့ပြတယ်ပေါ့နော်ဒီမှာ provisioning လို့ပေါ်လာပြီပေါ့နော်ဒီနေရာမှာ connected လို့ပြမှာကျွန်တော်တို့ဒီ device က cloud နဲ့ချိတ်သွားပြီဆိုတာကိုသိရမှာဖြစ်ပါတယ်အဲ့တော့အဲ့ဒီ connected ဖြစ်တဲ့အထိကိုကျွန်တော်တို့ကစောင့်ပေးရမယ်connected ဖြစ်သွားပြီပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ step 2လည်းပြီးသွားပြီဆိုတော့နောက်ဆုံးအဆင့်ကတော့ step 3ပေါ့နော်ကျွန်တော်တို့ configuration လုပ်ရမယ့်အဆင့်ဖြစ်တယ် home page မှာရှိတဲ့ကျွန်တော်တို့ quick select button လေးပေါ့နော်ဒါလေးကိုနှိပ်ပြီးတော့မှ select လုပ်ရမှာဖြစ်ပါတယ်အဲ့ဒီကနေပြီးတော့မှကျွန်တော်တို့ wifi နဲ့တစ်ခုထုတ်မယ် password ပေးမယ်ပေါ့နော် SSID နှိပ်လိုက်မယ်နှိပ်ပြီးတော့ရင်ဒီနေရာမှာအပေါင်းကိုနှိပ်မယ်ပြီးရင် network SSID network name မှာကကျွန်တော်တို့ဒီ APN နေလွှင့်မဲ့ wifi name ကိုထည့်ပေးရမှာပေါ့ဒီမှာတော့ကျွန်တော်က TP link essential လို့ပေးလိုက်မယ်ဒါကိုသုံးချင်တဲ့ name ပေးပေါ့နော် security protocol မှာကကျွန်တော်တို့ WPA2 ပဲပေးလိုက်ပေါ့နော်ပြီးတော့ရင် password ထည့်ပြီးရင်ကျွန်တော်တို့ done နှိပ်လိုက်မယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဆက်လက်လုပ်ခဲ့တဲ့ APN နေပြီးတော့မှ wifi လွှင့်နေပါလိမ့်မယ်ကျွန်တော်တို့ထုတ်ခဲ့တဲ့ name နဲ့ပေါ့နော်အဲ့ဒီ wifi ကိုချိန်လိုက်မယ်
ခုနကကျွန်တော်တို့သတ်မှတ်ခဲ့တဲ့ password နဲ့ပဲပြင်ပါမယ်ဆိုတော့မြင်တဲ့အတိုင်းပါပဲကျွန်တော်တို့ scan ဖတ်မယ်ပေါ့နော်ပြီးသွားရင်ကြိုးထိုးမယ်ပြီးရင် configuration အတွက် quick setup ကိုနှိပ်ပြီးတော့မှ Wi-Fi နဲ့ password ထုတ်ပေါ့နော်ဒီအဆင့်3ဆင့်နဲ့တင်ကျွန်တော်တို့က network တစ်ခုကိုအလွယ်တကူကိုယ်တိုင်တည်ဆောက်လို့ရပါတယ်